ထဲခါလေးဆက်မယ်ဆက်မယ်နော်ဒီဆွဲပါမယ်ရမ်းလေးလေးဒီစစ်ပါမယ်ပြီးရင်တော့ခဏလေးအောက်ကခံထားတယ်နော်အရင်ဆုံးလေးကိုမှဒီလိုလေးကိုလှုပ်ထားရတယ်ဆွဲမှာပါနော်ဆွဲပြီးတော့လို့ရှိရင်ပြမယ်ခဏလေးစောင့်ပေးအောင်နောက်တရားမတူဘူးပေါ့နော်မတူဘူးဒါလေးနဲ့မတူဘူးခင်းရအောင်ဒါလည်းဒါခင်းရအောင်မသိခင်းရအောင်ဘာလို့လဲနည်းဟုတ်တယ်နည်းနည်းလောက်ပါပဲအဆက်ကလေးခဏလေးဒီဟာလေးပြီးရင်တော့ပြီးပြီနော်မပြီးသေးဘူးကျန်တဲ့ဟာတွေအများကြီးရှိသေးတယ်ကုန်ဗီဒီယိုတစ်ပုဒ်ကပြီးသွားမှာဆိုလို့ဒါဒီအမင်းအောင်ရိုက်ပြီးတော့လို့ရှင်ကျန်တဲ့ဟာမရိုက်ပြီးတော့မှရိုက်ပြီးတော့ဒါပဲပြောမှလို့ခဏလေးပြောစရာရှိသေးတယ်ဒီဘကအဖြူရောင်နော်ဒါတကယ်အဖြူရောင်အထဲရောက်ကြည့်လိုက်အမွားရောင်ကြာကုန်ပြီလို့ခဏလေးလုပ်လိုက်အောင်မယ်ဟုတ်ပြီတော့နော်ဟုတ်တယ်လူရရင်တော့အဖြူရောင်လေးပေါ့နောက်ထပ်ဒီရောင်လေးပဲဒီပါလေအတင်ထဆွဲလိုက်အောင်မယ်တခုပဲလို့တော့ပါတယ်ဆွဲလိုက်အတင်ထမယ်ကဲပြီးတော့ရုံနော်ဒီနော်ဒါပေမဲ့တိတ်တော့မလာပါဘူးခဏလေးပြန်နဲ့နေအောင်ဒီဆွဲလိုက်ပါမယ်ဆွဲလို့ပြီးပြီတင်းလိုက်အောင်ဒါပဲဆွဲပြီးရက်ခတ်နေရပါရပါမယ်ဒီလေးဖိတာမယ်ဘာလဲခုနဟာကြီးဒီနေ့အင်းကြီးဆိုတော့အောင်ဖတ်ထားလိုက်ဆိုကောင်းပြီကနာလေးလာရမလားအတဲပိတ်ခဲ့လိုက်ပိတ်ခဲ့လာလေ